ကျွန်တော်ဒီ Messenger မှာပေါ့ခင်ဗျာကျွန်တော် notice အတန်တွေကိုပေါ့ခင်ဗျာကိုယ်စိတ်ကြိုက်ပေါ့ခင်ဗျာပြောင်းထားခြင်းပေါ့ခင်ဗျာဘယ်လိုပြောင်းထားမလဲဆိုတော့ကျွန်တော်ပထမအဆုံးအနေနဲ့ပေါ့ခင်ဗျာဒီ Messenger ထဲကိုဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ပထမအဆုံးအနေနဲ့ဒီ Messenger ထဲကိုဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီ Messenger ထဲကိုရောက်ပြီဆိုရင်တော့ပေါ့ခင်ဗျာကျွန်တော်ဒီမှာပေါ့ခင်ဗျာမီနူးလို့ခေါ်တဲ့ပေါ့ခင်ဗျာညင်းချောင်းလေး၃ချောင်းကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်ညာဘက်တောက်အောက်မှာရှိတဲ့ပေါ့ခင်ဗျာမီနူးလို့ခေါ်တဲ့မြင်းချောင်းလေး၃ချောင်းကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာမြင်းချောင်းလေး၃ချောင်းကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ဒီမှာပေါ့ခင်ဗျာ setting ပေါ့ခင်ဗျာဒီ setting ဆွဲထဲကိုဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီ setting ဆွဲထဲကိုဝင်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ဒီအောင်နာလေးမှာရှိရင်ပေါ့ခင်ဗျာဒီအောင်နာလေးမှာကျွန်တော်တို့notification and sound ဆိုတဲ့ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာပေါ့ခင်ဗျာnotification and sound ဆိုတဲ့ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာ notification and sound ဆိုတဲ့ဝင်လိုက်ပါမယ်အဲ့ဒီမှာကျွန်တော်ဒီအောင်နာလေးမှာပေါ့ခင်ဗျာဒီအောင်နာလေးမှာကျွန်တော်ဒီမှာပေါ့ခင်ဗျာဒီ random ဆိုတဲ့ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာrandom ဆိုတဲ့ဝင်လိုက်ပါမယ်ဒါကတော့ပေါ့ခင်ဗျာဖုန်းကပါတဲ့ default အတန်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အဲ့ဒီအတန်ကိုပေါ့ခင်ဗျာကိုကပြောင်းမှဆိုရင်တော့ဒီအောက်မှာပေါ့ခင်ဗျာကိုစိတ်ကြိုက်အတန်တွေကိုပြောင်းလို့ရပါတယ်ခင်ဗျာဒီမှာပေါ့ခင်ဗျာကိုစိတ်ကြိုက်ပေါ့ခင်ဗျာအဲ့လိုပေါ့ခင်ဗျာကိုစိတ်ကြိုက်အတန်တွေကိုပြောင်းလို့ရပါတယ်ခင်ဗျာကိုကကြိုက်ပြီဆိုရင်တော့ပေါ့ခင်ဗျာအဲ့ဒီအတန်ကိုကြိုက်ပြီဆိုရင်ကျွန်တော် back key လေးနဲ့တစ်ချက်ထွက်လိုက်ပါမယ်ခင်ဗျာဆိုရင်တော့ရပြီပေါ့ခင်ဗျာပြီးရင်တော့ကျွန်တော်က note ပေါ့ခင်ဗျာစာပို့လာရင်ပေါ့ခင်ဗျာမြည်တဲ့အတန်အဲ့ဒီအတန်လေးကိုလည်းပြောင်းမယ်ပေါ့ခင်ဗျာအဲ့ဒီအတန်လေးကိုပြောင်းခြင်းပေါ့ခင်ဗျာခုန random ရဲ့အောက်မှာရှိတဲ့ပေါ့ခင်ဗျာဒီမှာcustomize ပေါ့ခင်ဗျာ notification ဆိုတဲ့ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာcustomize notification ဆိုတဲ့ဝင်လိုက်ပါမယ်အဲ့ဒီမှာကျွန်တော်ဒီမှာပေါ့ခင်ဗျာခုနလို random ဆိုတဲ့ကိုတစ်ချက်ထပ်ပြီးတော့ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာrandom ဆိုတဲ့ကိုတစ်ချက်ထပ်ပြီးတော့ဝင်လိုက်ပါမယ်ခင်ဗျာဒီမှာ random ဆိုတဲ့ကိုထပ်ပြီးတော့ဝင်လိုက်ပါမယ်ခင်ဗျာအဲ့ဒီမှာပေါ့ခင်ဗျာဒါကတော့ default အတန်ပေါ့ခင်ဗျာဒါကတော့ default အတန်လေးဖြစ်ပါတယ်အဲ့ဒီအတန်လေးကိုကိုကပြောင်းမှဆိုရင်တော့ပေါ့ခင်ဗျာဒီမှာကြိုက်တဲ့အတန်လေးတွေပြောင်းလို့ရပါတယ်ခင်ဗျာအဲ့လိုကြိုက်တဲ့အတန်လေးပြောင်းလို့ရတယ်ပေါ့ခင်ဗျာဒါမှမဟုတ်ဘူးကိုကတချင်းထည့်ကျင်တယ်ပေါ့ခင်ဗျာဖုန်းထဲမှာရှိတဲ့ကိုစိတ်ကြက်အတန်ကိုပြောင်းကျင်တယ်ဆိုရင်တော့ပေါ့ခင်ဗျာဒီအပေါ်မှာရှိတဲ့ပေါ့ခင်ဗျာဒီမှာ on the device ဆိုတာလေးကိုထပ်ပြီးတော့နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာon the device ဆိုတာလေးကိုထပ်ပြီးတော့နှိပ်လိုက်ပါမယ်ခင်ဗျာအဲ့ဒီမှာဒီမှာပေါ့ခင်ဗျာကိုစိတ်ကြိုက်တချင်းပဲဖြစ်ဖြစ်ပါအတန်ပဲဖြစ်ဖြစ်ထည့်လို့ရပါတယ်ခင်ဗျာကိုစိတ်ကြိုက်ပေါ့နော်ဒီမှာကိုစိတ်ကြိုက်အတန်ကိုထည့်လို့ရပါတယ်ခင်ဗျာကိုကကြိုက်ပြီဆိုရင်တော့ဒီမှာ package နဲ့တစ်ချက်ပြန်ထွက်လိုက်အောင်ပေါ့ခင်ဗျာဒါဆိုရင်တော့ကိုထည့်လိုက်တဲ့အတန်အဝင်သွားပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရမရဆိုတာလေးကိုကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာကျွန်တော် package နဲ့ထွက်မယ်ရမရကျွန်တော်ဘေးဖုန်းကနေပြီးတော့ပေါ့ခင်ဗျာကျွန်တော်တစ်ချက် Messenger ကနေခေါ်ပြမယ်ပေါ့ခင်ဗျာဘေးဖုန်းကနေတစ်ချက်ခေါ်ပြမယ်ဒါကတော့ကျွန်တော်ပြောင်းထားတဲ့အတန်လေးဖြစ်ပါတယ်ခင်ဗျာပြောင်းထားတဲ့အတန်လေးပေါ့ခင်ဗျာဖုန်းခေါ်လိုက်ရင်ကျွန်တော်တို့ note ပြောင်းထားတဲ့အတန်လေးပေါ့ခင်ဗျာဒါကပြောင်းထားတဲ့အတန်လေးဖြစ်ပါတယ်ခင်ဗျာချလိုက်ရင်ပေါ့ခင်ဗျာပြီးတော့ကျွန်တော်စာပို့ပြမယ်ပေါ့ခင်ဗျာစာပို့ရင်ကျွန်တော်ဝင်တဲ့ note ကိုလည်းပြောင်းထားတယ်ပေါ့ခင်ဗျာကျွန်တော်တစ်ဖက်ဖုန်းကနေစာပို့လိုက်ပါမယ်ခင်ဗျာတော့ကျွန်တော်စာပို့ရင်ပေါ့ခင်ဗျာဝင်လာတဲ့ note တန်တွေကိုပြောင်းထားတာဖြစ်ပါတယ်ခင်ဗျာအခုကတော့ပေါ့ခင်ဗျာကျွန်တော် Messenger မှာပေါ့ခင်ဗျာကိုစိတ်ကြိုက်အတန်လေးတွေကိုပေါ့ခင်ဗျာပြောင်းထားခြင်းပေါ့ခင်ဗျာဘယ်လိုပြောင်းထားမလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ